ကဘာအမကန်တရားများဘီတုကနဲ့အင်ဂျင်နီယာလက်ရများ၏အံ့ဖွယ်ကဘာရိတ်တဲ့စီအားလုံးပဲမင်္ဂလာပါရှင်ချီကစ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကဘာတဝမ်းမှာတည်ရှိတဲ့အံ့ဩဖွယ်ကောင်းတဲ့တရားတွေရဲ့အကြောင်းကိုလေ့လာတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒီတရားတွေဟာရိုးရိုးရှင်းရှင်းလမ်းကြောင်းတစ်ခုကိုဆက်သွယ်ပေးရုံသာမကပဲသက်ဆိုင်ရာဒေတာတွေရဲ့သမိုင်းကြောင်းယဉ်ကျေးမှုနဲ့လူမှုစီးပွားရေးတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကိုတွေ့ရမှာပါဘီတုကပညာရှင်တွေနဲ့အင်ဂျင်နီယာတွေရဲ့စွမ်းဆောင်ရည်တွေကိုပြသတဲ့ဒီတရားကြီးတွေရဲ့အကြောင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါနံပါတ်1 Golden Gate တရားအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့မှာတည်ရှိတဲ့ Golden Gate တရားဟာကမ္ဘာပေါ်မှာအကျော်ကြားဆုံးနဲ့အထင်ရှားဆုံးတရားတွေရဲ့ကတစ်ခုအပါအဝင်ဖြစ်ပါတယ်1939ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီတရားကြီးဟာဆန်ဖရန်စစ္စကိုပင်လယ်အော်ရဲ့တစ်ဖက်ကမ်းနဲ့တစ်ဖက်ကမ်းကိုဆက်သွယ်ပေးထားပြီးမိုင်ပေါင်း1.9 မိုင်ကျော်ရှည်လျားပါတယ်။လေမွန်ရောင်တောက် International Orange နဲ့တင်ရှားတဲ့ဒီတရားကြီးဟာမြူရီဇာတဲ့ကနေထိုးထွက်နေတဲ့မြင်ကွင်းကလည်းတကယ့်ကိုရင်သက်ရှူမောစရာကောင်းလာပါတယ်။ဒီတရားကြီးကိုတည်ဆောက်ဖို့နှစ်ပေါင်းများစွာကြာခဲ့ပြီးခက်ခဲတဲ့ရာသီဥတုနဲ့ပင်လယ်ကြီးရဲ့အခြေအနေတွေကြောင့်အခက်အခဲများစွာကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အင်ဂျင်နီယာတွေရဲ့စိတ်ရှည်သီးကံမှုနဲ့တည်တွင်ဖန်တီးနိုင်စွမ်းတွေကြောင့်ဒီနေ့မှာတော့ Golden Gate တရားဟာအမေရိကန်ရဲ့သင်္ကေတတစ်ခုအဖြစ်ဂုဏ်ယူဝံ့ကျော်စွာရပ်တည်နေပါတယ်။နံပါတ်2ဘဲလူဝမဲရေတရားနယ်သာလန်နိုင်ငံဖရစ်လန်ပြည်နယ်မှာတည်ရှိတဲ့ဘဲလူဝမဲရေတရားဟာသမယိုးချတရားတွေနဲ့လုံးဝခြားနာတဲ့အင်ဂျင်နီယာလက်ရာတစ်ခုဖြစ်ပါတယ်။ဒီရေတရားဟာဘဲလူဝီမီယာရေကန်ရဲ့အောက်မှာဖောက်လုပ်ထားတဲ့တရားမဟုတ်ပဲရေကန်ရဲ့အပေါ်မှာတိစောက်ထားပြီးကားလမ်းမကြီးတစ်ခုကိုဖြတ်တန်းသွားလာနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။အရှည်အားဖြင့်25မီတာသာရှိပေမဲ့ဒီဇိုင်းရဲ့ထူးခြားမှုကြောင့်ကမ္ဘာတဝန်းကအင်ဂျင်နီယာတွေနဲ့ဗီဒုကပညာရှင်တွေရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။သင်္ဘောတွေနဲ့အခြားယာဉ်ငယ်တွေဟာဒီတရားရဲ့အပေါ်ကနေလိုလဲကူကူဖြတ်တန်းသွားနိုင်ပြီးအောက်ကကားတွေကလည်းပုံမှန်အတိုင်းသွားလာနိုင်တာကတကယ့်ကိုအံ့ဩစရာကောင်းတဲ့ idea တစ်ခုပါပဲ။ဒီရေတရားဟာရေလမ်းကြောင်းနဲ့ကုန်းလမ်းကြောင်းကိုဘယ်လိုပေါင်းစပ်ညှိနှိုင်းပြီးတိစောက်နိုင်လဲဆိုတာကိုကောင်းကောင်းသက်သေပြနေပါတယ်။နံပါတ်3 Helix တရားစင်ကာပူနိုင်ငံရဲ့မာရီနာဘေးမှာတည်ရှိတဲ့ Helix တရားကတော့လူသားစင်ကြံတရားတစ်ခုဖြစ်ပြီးလူရဲ့မျိုးရိုးဗီဇ DNA နဲ့နှစ်ထပ်ခွေပုံစံကိုအခြေခံပြီးတည်ဆောက်ထားတာကြောင့်အလွန်စမ်းသစ်ပြီးလှပတဲ့ဒီဇိုင်းကိုပိုင်ဆိုင်ထားပါတယ်။280ရှည်လျားတဲ့ဒီတရားဟာမာရီနာစင်တာနဲ့မာရီနာဘေးစန့်ကိုဆက်သွယ်ပေးထားပါတယ်။ညဘက်ချိန်မှာတရားတစ်လျှောက်မှာတက်ဆင်ထားတဲ့လှပတဲ့မီးရောင်တွေကြောင့်ပိုပြီးတောက်ပညိုမိုင်းနဲ့အလှကိုဆောင်ပါတယ်။ဟဲလက်တရားဟာလမ်းလျှောက်သူတွေအတွက်တာယာအေးချမ်းတဲ့ဖြတ်သန်းသွားလာမှုကိုပေးစွမ်းနိုင်တဲ့အပြင်စင်ကာပူမြို့ရဲ့ခေတ်မီဘီတုကလက်ရာတွေကတစ်ခုအဖြစ်လဲထင်ရှားပါတယ်။နံပါတ်4ဘတ်စကိုတကာမာတရားပေါ်တူဂီနိုင်ငံရဲ့လစ်ဘွန်မြို့မှာတည်ရှိတဲ့ဘတ်စကိုတကာမာတရားဟာဥရောပတိုင်းရဲ့အရှိဆုံးတရားတွေကတစ်ခုဖြစ်ပြီးပေါ်တူဂီလူမျိုးရေချောင်းစူးစမ်းရှာဖွေသူဘတ်စကိုတကာမာကိုဂုဏ်ပြုတဲ့အနေနဲ့မိတ်ခေါ်ထားတာဖြစ်ပါတယ်။1998ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီတရားကြီးဟာခြေကုပ်မြဝန်းကိုဖြတ်တန်းထားပြီးအရှည်အားဖြင့်7.2 ကီလိုမီတာ10.9 မိုင်ရှိပါတယ်။လစ်ဘွန်မြို့ရဲ့အရှေ့ပိုင်းနဲ့အနောက်ပိုင်းကိုဆက်သွယ်ပေးထားတဲ့ဒီတရားဟာမြို့ရဲ့ရင်ကျော်ပိတ်ဆို့မှုတွေကိုလျှော့ချရမှာလဲအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။တရားရဲ့ခေတ်မီဒီဇိုင်းနဲ့ရှည်လျားတဲ့အသွင်ပြင်ဟာတကယ့်ကိုကြီးကျူးစရာကောင်းလာတာကတော့အမှန်ပါပဲ။နံပါတ်5မီယိုပီယာတက်ပြည်ထောင်နိုင်ငံတောင်ပိုင်းမီယိုမြို့မှာတည်ရှိတဲ့မီယိုပီယာတက်ကကမ္ဘာပေါ်မှာအမြင့်ဆုံးသောတရားတွေကတစ်ခုဖြစ်ပါတယ်။2004ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီတရားကြီးဟာထားချက်ဝမ်းကိုဖြတ်တန်းထားပြီးအမြင့်ဆုံးနေရာမှာတော့ Eiffel Tower တက်ပုံမြင့်တဲ့343မီတာ1124 ပေအထက်ရှိပါတယ်။နမကျော်ဗြိတိရှဗီတုကပညာရှင် Norman Foster ကဒီဇိုင်းဆွဲခဲ့တဲ့ဒီတရားဟာကြည်လင်တဲ့ကောင်းကင်ယံမှာလွင်မျောနေတဲ့ပုံစံနဲ့တည်ရှိနေတာကြောင့်ကြည့်ရှုသူတိုင်းကိုအားသင့်စေပါတယ်။မီယိုပီယာတက်ကပိုင်မျိုးကနေမြေထဲပင်လယ်ကိုသွားတဲ့အဓိကကားလမ်းကြောင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးခီးသွားချိန်ကိုတိတိတတာရှော့ချပေးနိုင်ပါတယ်။နံပါတ်6အာရှိမာအိုဟာရှိတရားဂျပန်နိုင်ငံအနောက်ပိုင်းမှာတည်ရှိတဲ့အာရှိမာအိုဟာရှိတရားဟာအလွန်မဆောက်တဲ့ရှော့ဆောင်ကြောင့်ကမ္ဘာတဝန်းမှာလူသိများပါတယ်။တိုတိုရီစီရင်စုနဲ့ရှီမန်စီရင်စုကိုဆက်သွယ်ပေးထားတဲ့ဒီကွန်ကရစ်ပေါင်တရားဟာအဲလီစိတ်အာရှိမာအိုဟာရှိနဲ့စကာအီမင်တိုတို့ကိုဆက်သွယ်ပေးထားပါတယ်။တရားရဲ့မဆောက်တဲ့ရှော့ဆောင်မှာ6.3 ရာခိုင်နှုန်းအထိရှိတာကြောင့်ကောင်းမောင်းသူတွေအတွက်တော့စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါတယ်။အောက်ကဖြတ်တန်းသွားလာမဲ့တင်မောကြီးတွေကိုအဆင်ပြေစေဖို့အတွက်ဒီလိုမဆောက်တဲ့ဒီဇိုင်းနဲ့တိစောက်ခဲ့တာဖြစ်ပါတယ်။ဓာတ်ပုံတွေထဲမှာတော့ဒီတရားဟာလုံးဝမောင်းလို့မရနိုင်တဲ့ရထားလမ်းတစ်ခုလိုမျိုးထင်ရပေမဲ့တကယ်တမ်းမှာတော့တာမန်ကားတွေအေးအေးဆေးဆေးမောင်းနေသွားလာနိုင်ပါတယ်
အဘက်ကွန်စီတူမြစ်တတာတရုတ်နိုင်ငံဟူပေပြည်နယ်မှာတရှိတဲ့စီတူမြစ်တတာဟာကမ္ဘာပေါ်မှာအမြင့်ဆုံးတတားတွေကတစ်ခုဖြစ်ပါတယ်။2009ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီဂျိုးဆိုင်တတားဟာစီတူမြစ်ရဲ့အပေါ်မှာမီတာ496 1629 ပေအမြင့်မှာတရှိပါတယ်။ဘိုးလင်းတောင်တန်းရဲ့ကျန်းတန်းတဲ့ပရိဝေဝင်အနေထားကြောင့်ဒီတတားကိုတိစောက်ဖို့အင်တန်ခက်ခဲခဲ့ပါတယ်။ဒါပေမဲ့တရုတ်အင်ဂျင်နီယာတွေရဲ့စွမ်းဆောင်ရည်ကြောင့်ဒီနေ့မှာတော့ဒီတတားဟာဒေသတွင်းသွားလာရေးအတွက်အရေးပါတဲ့ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတတားကြီးရဲ့ခံရတဲ့အသွင်ပြင်တဲ့ပတ်ဝန်းကျင်ရဲ့သဘာဝအလှတွေဟာတကယ်ကိုလှပအောင်ဝင်ကောင်းပါတယ်။နံပါတ်၈ပွန်ချာထရိန်ရထားလမ်းတတားအမေရိကန်ပြည်ထောင်စုလူဝီစီယာနာပြည်နယ်မှာတည်ရှိတဲ့ပွန်ချာထရိန်ရထားလမ်းတတားဟာကမ္ဘာပေါ်မှာအရှည်ဆုံးရေပြင်ဖြတ်တတားတွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။1956ခုနှစ်မှာပထမပိုင်းကိုဖွင့်လှစ်ခဲ့ပြီး1969ခုနှစ်မှာဒုတိယပိုင်းကိုဖွင့်လှစ်ခဲ့တဲ့ဒီတတားဟာပွန်ချာထရိန်ရေကန်ကိုဖြတ်တန်းထားပြီးအရှည်အားဖြင့်38.44 ကီလိုမီတာ23.89 မိုင်ရှိပါတယ်။မိုင်ပေါင်းများစွာရေပြင်ကိုဖြတ်တန်းသွားတဲ့ဒီတတားပေါ်ကနေပတ်ဝန်းကျင်ရဲ့လှပတဲ့မြင်ကွင်းတွေကိုခန်းစားနိုင်ပါတယ်။ဒီတတားဟာနယူးအော်လင်းမြို့ရဲ့ကမ်းရိုးတန်းဒေသတွေကိုဆက်သွယ်ပေးတဲ့အဓိကလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်9စစ်ဒနီဟာဘာတတားဩစတြေးလျနိုင်ငံရဲ့အကျော်ကြားဆုံးသင်္ကေတတွေကတစ်ခုဖြစ်တဲ့စစ်ဒနီဟာဘာတတားဟာစစ်ဒနီမြို့ရဲ့ကမ်းခြေကိုဖြတ်တန်းပြီးမြောက်ပိုင်းကမ်းခြေနဲ့ဗဟိုစီးပွားရေးခရိုင်ကိုဆက်သွယ်ပေးထားပါတယ်။1932ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဒီတမရိတတားကြီးဟာသကောဟန်တာလို့လဲလူသိများပါတယ်။တတားရဲ့အပေါ်ကိုတက်ပြီးစစ်ဒနီမြို့ရဲ့လှပတဲ့မြင်ကွင်းတွေကိုကြည့်ရှုနိုင်တဲ့အတွက်ကမ္ဘာလက်ခီးသက်တွေကြားမှာလည်းအလွန်ရည်ပန်းစားပါတယ်။နှစ်စဉ်နဲ့တိုင်းနှစ်တကူပွဲတော်မှာဒီတတားကြီးမှာပြုလုပ်တဲ့မင်းရှူမီပန်းဖျော်ဖြေပွဲတွေဟာလည်းကမ္ဘာတဝန်းကလူအများရဲ့စိတ်ဝင်စားမှုကိုခံယူနိုင်ခဲ့ပါတယ်။စစ်ဒနီဟာဘာတတားဟာတော်လာရေးအတွက်အရေးပါတဲ့တတားတစ်ခုသာမကပဲဩစတြေးလျနိုင်ငံရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုလည်းထင်ဟပ်စေတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတင်ဆက်သွားတဲ့ဒီတတားကြီးတွေဟာကမ္ဘာပေါ်မှာတည်ရှိတဲ့အောင်အုပ်ပဲကောင်းတဲ့အင်ဂျင်နီယာလက်ရာတွေရဲ့နမူနာတွေပဲဖြစ်ပါတယ်။တကူချင်းစီမှာမတူညီတဲ့ဒီဇိုင်းတွေတိစောက်ပုံတွေနဲ့သက်ဆိုင်ရာဒေသတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေတာကိုတွေ့ရပါတယ်။ဒီတတားတွေကိုကြည်ချင်းအပြင်လူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့စိတ်ကူးစိတ်တမ်းတွေဘလောက်အထိအောင်အုပ်ပဲကောင်းနိုင်လဲဆိုတာကိုသိရှိနိုင်မှာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။